သေပြီဆိုလို့ရှိရင်သူပိုင်တာပါရှိတယ်နော်တေချာစဉ်းစားကြည့်ရာထူးဘလောက်ကြီးကြီးပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာဘာတွေပဲပိုင်လူတယောက်ဟာမျက်စိနှလုံးလေးမိတ်ပြီးသေသွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံတော့သေဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မော်အတောင်မှကြာမထားဘူးပိုင်ဆိုင်မှုတွေလည်းအကုန်ဆုံးသတ်သွားပြီကိုယ်အိမ်မော်တောင်ကိုနေလို့မရတော့ဘူးကိုမိသားစုကလည်းကိုယ်ကိုခွဲသွားပြီအဲ့တော့မျက်စိလေးနှလုံးမမိတ်ခင်လေးတော့ဟာဘာတွေပိုင်နေညာတွေပိုင်နေစသဖြင့်ပိုင်ဆိုင်မှုတွေနဲ့ဂုံယူဝင်ကြွားပြီးနေနိုင်တော်လဲပဲသေခြင်းတရားနဲ့ရင်ဆိုင်လာလို့ဘဝကိုဆုံးလိုက်ပြီးဆိုတဲ့အချိန်ကစပြီးပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားပြီတဲ့ဒါဖြင့်သူပိုင်တာဘာရှိတော့ဘာပိုင်တာရှိတော့ကိစ္စအာရယခိစ္စတိနောက်ဘဝသွားတာသူတယောက်တည်းသွားတော့ဘာယူပြီးတော့အိမ်မော်ကဆင်းသွားတော့ကားကိုယူသွားလို့ရလားစိတ်နေရွှေတွေယူသွားလို့ရလားပိုက်ဆံတွေယူသွားလို့ရဘာတစ်ခုမှယူသွားလို့ဘာသူယူသွားလို့ရတော့နဲ့